မရှိမှတော့ထားသွားအရင်ဆုံးကိုအဲ့တော့မဆိုင်ဘူးကိုအဲ့တော့လည်းဆိုင်ရတယ်ဆိုင်ဘူး ပြောင်းဝင်တဲ့အထိမိခင်ကိုယ်တိုင်ကလိုက်ပို့ခဲ့ပေမဲ့ခန်းထဲကိုရောက်မလာကြောင်းဆီယမ်မတွေပြောပြချက်နဲ့အတူထူးဆန်းစွာပျောက်ဆုံးနေတဲ့ Grade 8ကျောင်းသူလေးမတ်ဂျူလိုက်မိုးခေါ်ရှူပီကာစူပါဂျိုမီဒီယာပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာခုတစ်ခါမှဆိုလို့ရှိရင်တော့ဖြစ်အမေကိုယ်တိုင်ကအကြောင်းဝင်းတဲ့အထိလိုက်ပို့ခဲ့တာသိကြပေမဲ့လည်းကျောင်းခန်းထဲကိုရောက်မလာဘူးဆိုပြီးတော့ပျောက်ဆုံးတဲ့အချိန်မှာဆီယမ်မတွေဘက်ကညင်းနေတဲ့ Grade 8ကျောင်းသူလေးမတ်ဂျူလိုက်မိုးပျောက်ဆုံးမှုနဲ့ပတ်သက်ပြီးတော့ CCTV မှတ်တမ်းဖိုင်တွေအပြင်မိဘတွေရဲ့ဂျင်ပူစွာနဲ့အပူတပြင်းရှာဖွေနေကြောင်းကိုလည်းသိရှိရပြီးတော့ဒီဖြစ်စဉ်မှာမတ်ဂျူလိုက်မိုးရဲ့မိသားစုဝင်နဲ့မိဘတွေအနေနဲ့ကိုမျက်စိအောက်ကနေကျောင်းဝင်းနဲ့တွားပို့ခဲ့တဲ့သမီးလေးကကျောင်းဆင်းချိန်ရောက်ခါမှရုတ်တရက်အိမ်ပြန်ရောက်မလာတော့ပဲလမ်းစာပျောက်သွားကြောင်းနဲ့မင်္ဂလာတုံမြို့နယ်မှာကျောင်းသွားရင်ပျောက်ဆုံးသွားခဲ့တဲ့ Grade 8ကျောင်းသူသမီးဖြစ်သူမတ်ဂျူလိုက်မိုးရဲ့ကိစ္စနဲ့ပတ်သက်ပြီးလူမှုကွန်ရက် social media ထပ်ပေါ်မှာအများသူငါတွေသိရအောင်အသိပေးလာခဲ့တာလည်းဖြစ်ပါတယ်ဒီပြစ်စင်မှာမင်္ဂလာတုံမြို့နယ်ပောက်ကုန်းအပိုင်း7ဝိတာလကန်ရက်ကွက်မှာနေထိုင်ကြတဲ့ဖခင်ဦးမြင့်လွင်နဲ့မိခင်ဒေါ်လင်းလင်းခိုင်တို့ရဲ့သမီးဖြစ်သူ Grade 8ကျောင်းသူမတ်ဂျူလိုက်မိုးခရှူပီကာဟာကျောင်းသွားရင်းနဲ့ရုတ်တရက်ပျောက်ဆုံးတဲ့ကြောင်းဒါပြင်အခုလိုမျိုးပျောက်ဆုံးခဲ့ရတဲ့နေ့မှာဘေဒီဆန်ဆန်နဲ့အကြောင်းဝင်းနဲ့ဝင်သွားပြီးမှအခန်းထဲမရောက်ပဲဘယ်တွေရောက်သွားခဲ့လဲဆိုပြီးတော့လဲမိဘဖြစ်သူများကအပူတပြင်းနဲ့အတူလူမှုကွန်ရက် social media ထပ်ပေါ်မှာမတ်ဂျူလိုက်မိုးရဲ့လူပြောက်သတင်းကြေညာစာကိုလည်းတင်ထားခဲ့တာဖြစ်ပြီးဒီဖြစ်စဉ်မှာမတ်ဂျူလိုက်မိုးအနေနဲ့မိခင်ဖြစ်သူကိုယ်တိုင်ကြောင်းရှိလိုက်ဖို့ခဲ့ပြီးကျောင်းဝင်းတဲ့အထိဝင်သားတီကိုမြင်ပြီးမှပြန်ခဲ့တာကိုလည်းအဆိုပါအနီးနားမှာရှိတဲ့ဆိုင်ကယ်ကယ်ရီသမားများလည်းမြင်ခဲ့တဲ့အကြောင်းနဲ့နေ့လည်ကျောင်းဆင်းချိန်ဆီယာမကကျောင်းမလာဘူးပြောတာကိုသိလိုက်ရတာအခုထိရှာနေတာပြတ်မတွေ့ကြောင်းမိသားစုကပြောပြထားတာဖြစ်တယ်လို့နေ့စဉ်မိခင်မှကျောင်းပို့ကျောင်းကြိုမြဲဖြစ်ကြောင်းသိရှိရပြီးအဆိုပါနေ့ကမနက်၈နာရီနဲ့မိနစ်20အချိန်ကတည်းကအခုထိအဆက်အသွယ်မရတာမို့လို့မိသားစုကမြေတားရက်ခံနေကြတာဖြစ်ပြီးတော့မိသားစုကဆီယာမတွေကိုလည်းအပြစ်မဆိုပါကြောင်းဆီယာမတွေဘက်ကလည်းမရောက်လာတာဖြစ်ကြောင်းကျောင်းစီက CCTV တွေကတော့ပြတ်နေတယ်လို့သိရှိရပြီးမိသားစုကပြောပြထားချက်တွေအရအနီးနားကဆိုင်တွေကိုလိုက်လံစုံစမ်းရင်းနဲ့စိန်ပန်းကုံမာဆိုင်ရဲ့မှတ်တမ်းအရကျောင်းအနောက်လမ်းမှာထွက်လာတာကိုလည်းမြင်တွေ့ခဲ့ရကြောင်းရွှေပောက်ကမြို့သစ်ဘက်ကသူတွေလည်းမတ်ချူလိုက်မှုကိုတွေ့ရှိခဲ့ရင်ကူညီပေးကြပါအောင်ဆိုပြီးတော့မျှဝေထားတာလည်းဖြစ်ပါတယ်ဒါကြောင့်မို့လို့လမ်းသွားလာရင်ဖြစ်ဖြစ်တနေရာမှာပဲဖြစ်ဖြစ်ပုံပါသမီးငယ်လေးမတ်ဂျူလိုက်မှုကိုမြင်တွေ့ခဲ့ရတဲ့သူတူဦးတယောက်ဒါမှမဟုတ်တဲလွန်စားတစုံတရာများသိရှိခဲ့ပါကလူသားချင်းစာနာထောက်ထားပြီးမိဘချင်းစာနာထောက်ထားတဲ့အနေနဲ့ဆက်သွယ်ရန်လိပ်စာအမှတ်185ဂန်းကော်လမ်းသွယ်1အလီပိုင်ကြက်တိုင်ရှိပောက်ကုန်းအပိုင်း7ဝိတာလကန်မင်္ဂလာတုံမြို့နယ်ဖုန်းနံပါတ်660085 620 05840 38 98 383 တို့ကိုဆက်သွယ်ပေးနိုင်ပါကြောင်းရေးသားဖော်ပြထားတာလည်းဖြစ်ပါတယ်။ဒါကြောင့်မို့လို့အခုသတင်းကြောင်းမှာ Grade 8ကျောင်းသူလေးတူပျောက်ဆုံးနေပြီးတော့အမည်ကမတ်ဂျူလိုက်မိုးခေါ်ရှူပီကာဖြစ်ကြောင်းအခုဖော်ပြပါဓာတ်ပုံတွေကကျောင်းသူလေးကိုတွေ့ရှိခဲ့ရင်ဆက်သွယ်သတင်းပေးနိုင်ဖို့အရေးပြန်လည်မျှဝေဖော်ပြပေးလိုက်ရခြင်းပဲဖြစ်ပါတယ်။နောက်တဲ့ဗီဒီယိုမှာနောက်တဲ့သတင်းဦးသတင်းထူးများနဲ့တကွာပြန်လည်ဆုံတွေ့ကြရအောင်ပါပရိသတ်ကြီးတို့ကြည့်ရှုအားပေးကြတဲ့ဒုတိယ channel ကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။